တဲကိုအတွင်းကနေဓာတ်နဲ့ခွဲပြီးထွက်ပြေးခဲ့ရတဲ့နှင်းတောင်ပေါ်ကလှုပ်ဝက်ချက်အနှုတ်30ဒီဂရီလောက်အေးခဲနေတဲ့နှင်းတောင်ကြီးပေါ်မှာအတွေ့အကြုံရဲ့တောင်တက်သမား9ယောက်ဟာသူတို့ရဲ့တဲကိုအပြင်ကနေမဟုတ်ပဲအတွင်းကနေဓာတ်နဲ့အတင်းခွဲပြီးအသက်လူထွက်ပြေးခဲ့ကြပါတယ်ပိုပြီးကြောက်စရာကောင်းတာသူတို့ဟာအနှွေးတယ်တွေဖက်နှက်တွေမပါပဲနှင်းတော်တွေကိုပြေးထွက်သွားခဲ့ကြတာပါနောက်ပိုင်းမှာသူတို့9ယောက်လုံးရဲ့အလောင်းတွေကိုပြန်တွေးခဲ့ရပေမဲ့တချို့ကဦးကောင်းခွန်တွေကြေမွနေတယ်တချို့ကမျက်လုံးတွေရှာတွေပါမလာတော့ဘူးပြီးတော့သူတို့ရဲ့အဝတ်စားတွေမှာရေဒီယိုတက်တိကြွတက်တွေအများကြီးကပ်ညှိနေပါတယ်အဲ့ဒီညကသူတို့ကိုအသိအလဲထွက်ပြေးရလောက်အောင်ခြောက်လန့်ခဲ့တဲ့အရာဘာကြီးများလဲဖြည့်ရှင်းမရသေးတဲ့ဒါရောက်တော့တောင်ကြားကဗဟေဒီကိုဒီနေ့ဖော်ထုတ်ကြည့်ကြရအောင်History Hub မြန်မာကနေပြန်လည်ကြိုဆိုပါရယ်။ကဘာတဝမ်းကဖြည့်ရှင်းမရသေးတဲ့သမိုင်းဝင်ဗဟေဒီတွေကိုအမြဲတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ channel ကနေဒီနေ့တော့ရုရှားနိုင်ငံကအဆိုးရွားဆုံးနဲ့အထူးဆန်းဆုံးလူသေဆုံးမှုမှတ်တမ်းကြီးအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဇန်လန်က1959ခုနှစ်ဇန်နဝါရီလမှာစတင်ပါတယ်။ရုရှားနိုင်ငံယူရက်တောင်တန်းပေါ်ကိုတက္ကသိုလ်ကျောင်းသားအီဂေါတာယာဂေါဦးဆောင်တဲ့အတွေ့အကြုံရင်တောင်တက်သမား9ယောက်ခရီးထွက်ခဲ့ကြပါတယ်။ဖေဖော်ဝါရီလ1ရက်နေ့ညပိုင်းမှာတော့သူတို့ဟာတင်မင်းတောင်လိုအမည်ရတဲ့တောင်ဆောင်မှာတဲထိုးပြီးစခန်းချခဲ့ကြပါတယ်။အဲဒီညဟာသူတို့အတွက်နောက်ဆုံးညဖြစ်သွားခဲ့ပါတယ်။တတ်မှတ်ရက်ရောက်တဲ့အထိသူတို့ပြန်မလာတဲ့အတွက်ကယ်ဆယ်ရေးအဖွဲ့တွေကလိုက်လံရှာဖွေခဲ့ကြပါတယ်။ရပ်ပေါင်းများစွာရှာဖွေပြီးနောက်မှာတော့ကယ်ဆယ်ရေးသမားတွေကိုအံ့ဩထိတ်လန့်သွားစေမဲ့မြင်ကွင်းတစ်ခုကိုတွေ့လိုက်ရပါတော့တယ်။ကယ်ဆယ်ရေးအဖွဲ့တွေပထမဆုံးတွေ့ခဲ့ရတာကအတွင်းဘက်ကနေဓာတ်နဲ့အထက်ထက်ခွဲဖြဲထားတဲ့သူတို့ရဲ့တဲပါပဲတဲထဲမှာအနှွေးတွေဖက်နှက်တွေကင်မရာတွေအကုန်ကျန်ခဲ့ပါတယ်ခြေရတွေကိုလိုက်ကြည့်တဲ့အခါတဲနဲ့တမိုင်ကန်ဝေးတဲ့တောအုပ်လေးထဲမှာပထမဆုံးအလောင်း2လောင်းကိုတွေ့ခဲ့ရပါတယ်သူတို့ဟာအတွင်းကအဝတ်စားလောက်ပဲဝတ်ထားပြီးအေးခဲသိဆုံးနေရပါနောက်ထပ်လာပေါင်းများစွာကြာပြီးမှကျန်တဲ့အလောင်းတွေကိုနှင်းတူအောင်ပေ20အနက်မှာထပ်တွေ့ခဲ့ရပါတယ်အဲ့ဒီအလောင်းတွေရဲ့အခြေအနေကတော့စေးပညာအရရှင်းပြလို့မရအောင်ထူးဆန်းနေပါတယ်တချို့ကရင်အောင်ရိုးတွေအကုန်ကျိုးကြည့်နေတယ်ဥကောင်းကုန်တွေကွဲနေတယ်ဒါပေမဲ့အပြင်ဘက်အရေးပြားမှာဘာတန်ရာမှမရှိပါဘူးကားနဲ့အရှိန်ပြင်းပြင်းအတိုက်ခံရတယ်လို့အတွင်းကြည့်ကြည့်နေရပါပုတ်ဆိုးတာကအမျိုးသမီးတယောက်ဆိုရင်မျက်လုံးနှလုံးနဲ့ရှာပါမလာတော့ပါဘူးဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး theory တွေအများကြီးထွက်ပေါ်ခဲ့ပါတယ်တချို့ကအနှင်းပြိုကျလို့အသက်လူပြင်းရင်တေဆုံးလာလို့ဆိုကြပေမဲ့တဲကနှင်းတွေအောင်ရောက်နေခဲ့ပါအောင်တချို့ကတောကောင်ကြီးတွေကြိုက်တတ်တာလို့ယူဆကြပါတယ်ဒါပေမဲ့ဗဟေဒီအဖြစ်ဆုံးအချက်ကအလောင်းတွေရဲ့အဝတ်စားတွေပါတာမန်ထက်အစပေါင်းများစွာများပြတဲ့ရေဒီယိုတက်တိကြွတက်တွေတွေ့ရှိခဲ့ရတာပါပဲဒါကြောင့်အများစုယုံကြည်ထားတာကတော့အဲ့ဒီညကဆိုဗီယက်စစ်တပ်ဟာအဲ့ဒီတောင်ပေါ်မှာလှုပ်ဝက်လက်နက်စံတစ်ခုခုကိုစမ်းသပ်ခဲ့ပြီးအဲ့ဒီအတန်လိုင်းဒါမှမဟုတ်ရေဒီယိုတက်တိကြွမှုကြောင့်တပ်ရသမားတွေကြောက်ကကြဖြစ်ကထွက်ပြေးသိမ်းဆုပ်ခဲ့ရတာလို့ယုံကြည်ကြပါတယ်ရုရှားအစိုးရကတော့ဒီအမှုတွေကိုအချိန်အတော်ကြာလှုပ်ဝက်ဖုံးကွယ်ထားခဲ့ပြီး2020ခုနှစ်မှာမှနှင်းပြိုကျလို့တိတ်ဆုံးတာပါဆိုပြီးတရားဝင်ပိတ်သိမ်းခဲ့ပါတယ်ဒါပေမဲ့ရှာတွေမျက်လုံးတွေပျောက်နေရတဲ့ရေဒီယိုတက်တိကြွတက်တွေအကြောင်းကိုတော့အခုထိဖြည့်ရှင်းချက်မပေးနိုင်သေးပါဘူးကြည့်ရှုသူတို့ကရောအဲ့ဒီညကနှင်းတောင်ပေါ်မှာဘာတွေတကယ်ဖြစ်ခဲ့ရလို့ထင်ပါတယ်လေစစ်တပ်ရဲ့လှုပ်ဝက်ချက်လားတဘာဝလုံးဖြစ်ရလားဆိုတာကွန်မန့်မှာဆွေးနွေးပြခဲ့ကြပါအောင်ဒီလိုစက်သိမ်းထားစရာတမိုင်းဝေဗဟေဒီတွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့ History Hub မြန်မာကိုအခုပဲ subscribe လုပ်ထားလိုက်ပါနော်